ခိုင်ရဲ့ new YouTube channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ခိုင်ရပေါ့နော် Pandora လေးသွားဝင်မှာပေါ့နော်နေ့ရက်ကလွန်ခဲ့တဲ့နေ့ရက်ကမှသူတို့ announce လုပ်ထားတယ်ပေါ့နော် Toy Story နဲ့ Pandora collaboration လုပ်ထားတဲ့ Restless နဲ့ channel လေးတစ်ထွက်တယ်ပေါ့နော်အဲ့တော့ခိုင်ရဲ့တူ like ခဲ့ပေးပါဦးခိုင်တို့မှာတာမလေးပုံမှန်ဆိုလို့ရှိရင်ပေါ့နော် update ပစ္စည်းတွေပေါ့နော်ဘယ်တော့မှချက်ချင်းမရဘူးတစ်လနှစ်လလောက်မှရရပေါ့နော်အဲ့ဒါတော့မှခိုင်တို့ website မှာအများနဲ့လို့ကြည့်နေရကြည့်ပြီးတော့မှအကြတော့မှသူတို့ update website မှာ update ဖြစ်ပြီးဆိုတော့မှခိုင်တို့အတီးကနေ website ကနေမှာလို့ရပေါ့နော်ဒီမှာတော့ဟို normal solution site နေမရှိဘူးပေါ့နော်သူတို့ official site နေမရှိဘူး Dyson တို့ပါလို့ဆိုမရှိဘူးအဲ့တော့ခိုင်တို့ကဘာမှသွားဝဲရဆိုခရီးထွက်တဲ့ချင်း Italy တို့ Spain တို့ပေါ့နော်သွားလို့ရှိရင်အကြတော့မှ duty free ကနေဝယ်ရတော့အကြမှာပဲ site နေမှာပေါ့နော် shop တွေမှာသွားဝယ်ရတော့ဝယ်လို့ရရပေါ့နော်သူစိန်ပေါ် Pandora မှာရောက်သွားပါတော့ဒါပေမဲ့သူတို့စိတ်မှာက Restless ပဲ update ဖြစ်သေးတယ်ပေါ့နော်တခြား chance တွေကသူတို့မရောက်သေးဘူးပေါ့နော်အဲ့တော့သူတို့ကပြီးတော့လေ Restless ယူမယ်ဆိုတော့ကြောင့်ခိုင်းဆိုင်မရှိဘူးပေါ့နော် only the 18 cm 19ပဲရှိအဲ့တော့ခိုင်းရသူက air ball ကောင်းနေအဲ့ဒီဟာ save တရား over က Valida စံပြောလမ်းပြီးပဲ Valida မှာခိုင်းဆိုင်ပေါ့နော် Restless ရှိရဆိုတဲ့ကြောင့်သူ reserve လုပ်ပေးတယ်အဲ့လိုကျွန်မ Valida မှာချက်ချင်းပဲ item pick လုပ်တယ်ပြီးတော့ slinky dog လေးမိတဲ့ခါမှာသူတို့မှနှစ်ခုပဲရှိရပေါ့ဒါပေမဲ့တစ်ခုက Lorry ဆိုတော့ဖြစ်သွားပြီတစ်ခုက customer ပြနေတော့ပေါ့နော် oh my god I'm crossed the finger customer ကပေါ့နော်ချာကြည့်မယ်ပေါ့နော်ဈေးလည်းနည်းနည်းလေးများတဲ့အတွက်ကြောင့်မသူတို့မယူပြလိုက်ဘူးအဲ့နဲ့ကျွန်မချက်ချင်းပဲ sales ကကျွန်မပြရဲကျွန်မချက်ချင်းပဲ confirm လုပ်တာ bye bye see you next issue